လာပါခင်ဗျာ Golden Science မြန်မာကနေပြန်လဲကြိုဆိုပါတယ်အခုဗီဒီယိုမှာတော့ February လပထမပတ်အတွင်းမှာအလားအလာအရှိဆုံး weekly trend numbers တပတ်စာမွေးကဏ္ဍများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ data analysis အရဒီ9ရက်တာအတွင်းမှာဘယ်လိုကဏ္ဍအတွဲဆက်တွေကပိုပြီးအားကောင်းနေမလဲဆိုတာကြည့်လိုက်ရအောင်ပါပြီးခဲ့တဲ့လက်အနေငယ်အတွင်းကထွက်ပေါ်ခဲ့တဲ့ကဏ္ဍဖြစ်စဉ်တွေရဲ့ history pattern ကိုပြန်ကြည့်ရင်ဒီအပတ်မှာ double digit shift ဒသမကိန်းပြောင်းလဲမှုအလွန်အားကောင်းနေတာကိုတွေ့ရပါတယ်။ဒါကြောင့်တင်ချာနီးညအတက်ချက်မှုတွေအရာတပတ်စာအတွက်အားအကောင်းဆုံး confidence digits 9ခွက်ကိုထုတ်နှုတ်ပေးလိုက်ပါတယ်။9ရှိတင်ချာနီးအရာ9နဲ့ရှိပေါင်းဆက်မှုဟာဒီတပတ်ရဲ့ပထမဆုံးပြမှတ်ဖြစ်ပါတယ်။တစ်တမ်လအစပိုင်းရဲ့ကဏ္ဍလိုင်းတွေအရာတစ်နဲ့3အတွဲဆက်ကဒုတိယမြောက်အလားအလာရှိတဲ့ကဏ္ဍပါ3ညခုံကဏ္ဍပေတွေမှာ3ညနဲ့ခုံဟာတီငိမ့်အခြေခံကိန်းထီလို့ထဲ့သွင်းစဉ်းစားတင်ပါတယ်4-6ကဏ္ဍတွေရဲ့နေရာအပြောင်းလဲအရာ4နဲ့6ဟာအရေးကြီးတဲ့အရန်အကာအကွယ်ဖြစ်ပါတယ်9နှစ်အပတ်စဉ်ရဲ့နောက်ဆုံးရလဒ်တွေမှာပါဝင်လာတတ်တဲ့အားကောင်းသောကဏ္ဍဖြစ်ပါတယ်ဒီခွဲခြားစီထမှုဟာတင်ချာနီးညအတွက်ချက်ထားတဲ့ statistical probability များသာဖြစ်ပါတယ်။တပတ်စာမွေးကဏ္ဍစနစ်ဖြစ်တဲ့အတွက်ပညာသားပါနဲ့စနစ်တကျဆင်ခြင်သုံးသပ်ကြဖို့အကြံပြုလိုပါတယ်။အားလုံးပဲကံကောင်းခြင်းနမိတ်များရရှိကြပါစေ။နောက်ထပ်နေ့စဉ်ကဏ္ဍလာရာတွေကိုသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။